တဲ့ရဲ့အရင်ဓမ္မရှင်မြင်းကြီးပြေးတွေ့လိုက်ခြင်းမီမတွေ့ခြင်းဘူးလားဒါပေမဲ့လို့ဟန်သူ့ကိုမန်ကိုဖို့ဆိုတာဘာဆိုတော့လောကသားကြီးပြောတယ်နော်ချက်ချင်းကြီးသွားလို့မတော်ဘူးလောကသားဆိုတော့တွေးတယ်ဩတဲ့ तू ကငါ့ကိုနှစ်ပေါင်း40ကျော်မှလာတွေ့တာဆိုတော့ငါတငယ်ချင်းကငါချက်များရိုးတွေမြင်နေပြီလားလို့ပြိဿကြီးလောကသားဆိုတော့လောကတွေးတယ်မတွေးဘူးလားဟာသဘူရီလေးကျွန်းလုံးကိုအစိုးရတဲ့စัจ java ရင်းမင်းရဲ့အဖြစ်မျိုးနဲ့မြန် तू ငါလာတွေ့တာလားမဲတွေးနေတာနော်ဒီတော့ငါတငယ်ချင်းကိုသွားတွေ့ရင်သူ့ထက်မသားရင်တော့မှမနှိပ်အောင်တော့ပြင်သွားမှာလောကသားတွေနဲ့တရားဟာတစ်ထက်သေးပြိဿဘုရားတို့ဆွေတွေမျိုးတွေရောကိုယ်နဲ့တိတ်ဝေးနေတဲ့တငယ်ချင်းတယောက်ကဖုန်းလမ်းဆက်တဲ့တငယ်ချင်းမင်းငါဘယ်နေရာမှာစုံမဲ့ဘယ်ချိန်ရောက်ပြီတွေ့ကြရအောင်ဆိုရင်ပြိဿရဲ့အလှဆုံးအယွာဆုံးအကြွဆုံးနေမပြင်သွားဘူးလားဘာဖြစ်လို့လဲဆိုတော့နှိပ်မှာဆိုလို့တဲ့ကြွားတာပြိဿအကြွားတန်တဲ့လောကကြီးပါတဲ့ပြောပါတန်တဲ့လောကကြီးအဲ့ဒါပြိဿရဲ့အပြင်းအစင်အဆောင်ရောက်နေငါကလည်းတတ်နိုင်တယ်လို့တင်မလို့ဆိုပြီးတော့စစ်မှအင်္ဂါကြီးခြံရန်အတန့်ဆုံးအခန့်ဆုံးဆိုတဲ့အဝတ်စားတွေဆင်ရင်ပြီးတော့ပြိဿရဲ့ဥယျင်တော်တဲ့ထွက်တော်မူပြီထွက်တော်မူနန်းကခွာတယ်ပေါ့ပြိဿနော်ထွက်လာလိုက်တာတသိကြီးအစီအဆောင်အယောင်နေစစ်မှအင်္ဂါတွေနဲ့လာတာတကယ်ဥယျင်တော်တဲ့လဲရောက်တော့ပြိဿရဲ့လှမ်းတွေ့လိုက်တဲ့တငယ်ချင်းကစက်ကုံတွေလေးချလို့ခေါင်းလေးကလည်းပြောင်းတုံးမထားဘူးလားတင်ငန်းလေးကလည်းခက်နွမ်းနွမ်းဖန်ရည်ဆိုးတဲ့အညိုရောင်အဝတ်စားလေးမထင်မရှားဝတ်မထားဘူးလားစက်ကုံတွေလေးချလို့ပြိဿရဲ့တစ်ပင်အောက်မှာတပားတဲ့ထိုင်တဲ့သုံးနေတဲ့ကိုတော်တွေ့မသွားဘူးလားတွေ့လဲတွေ့လိုက်ကောပြိဿရဲ့သူထင်တယ်လို့မဟုတ်ပဲပါစင်အောင်လွဲနေတဲ့ဒီအမြင်ကိုတွေ့လိုက်တော့အထင်သေးတဲ့ပရိသတ်ဘာဖြစ်တဲ့အထင်လဲသေးသွားကောပြိဿရဲ့ဒီဘယင်ကြီးအထင်သေးတဲ့အခါကျတော့လူတွေကပြိဿစိတ်แท้ဖြစ်တဲ့အကြောင်းတွေနှုတ်ကထုတ်ပြီးမပြောဘူးလားရိတ်ချေစောင်းမလေးတွေပြိဿလူတွေပါဇက်ကမထွက်တတ်ဘူးလားဒါကြောင့်လောကသားတွေပါဇက်ဟာစီကံအပြတ်ဆုံးမှန်ရလားပြိဿအော်ပြိဿရဲ့နှုတ်ထွက်ကတခါတည်းမှတခါတတိမထားလို့ဒီပါဇက်ကလေးကိုမစောက်ချောက်လို့လဲလူတွေဒုက္ခရောက်တာနော်အဲ့ဒါလမ်းပြီးတော့သူအထင်သေးတဲ့စကားဘာပြောလိုက်တယ်လဲလို့ဆိုတော့ကပ္ပနောဝတ္တယံဘိက္ခုမုံနောသင်္ကာရိပါတုတောမုံနောသင်္ကာရိပါတုတောအမာတိကောအပိတိကောဒုက္ခမူလသမိန်ဇာယတိဘွန်တော်အမေသောအမတ်ကြီးတို့ကြည်ကြစမ်းကွာမယ်ဘေးနာသူ့အမတ်ကြီးတွေဟောငါတငယ်ချင်းယဟန်ကမုံနောသင်္ကာရိတောဥပိကတုံတုံထားတဲ့ငါတငယ်ချင်းယဟန်ကိုကြည်စမ်းပါအမာတိကောအပိတိကောအမေတွေအဖေတွေမရှိတော့တဲ့တကောင်ကျွက်လေးမို့လို့တမျက်နာတဲ့နဲ့မျက်နာငယ်နေတာလို့ပြိဿရဲ့အထင်သေးတဲ့စကားပြောတယ်။ဘာစကားပြောဒီလိုအထင်သေးမြင်သေးစကားပြောလိုက်တဲ့အခါကျတော့ဒုက္ခမြညှို့ညှို့ငယ်ငယ်နဲ့တစ်ပင်အောက်တက်ရောက်တဲ့နေရတာတနာဖို့ကောင်းလိုက်တာလို့တငယ်ချင်းကိုအထင်သေးပြောနေတာနော်။ဒီစကားကိုကြားလိုက်တဲ့ပစ္စေကဗုဒ္ဓရှင်သောနဂကပြိဿရဲ့ပြန်လဲပြီးတော့ခြေပလို့တရားစကားပြတော်မူတယ်။နာရာဇာကပနောဟောတိဓမ္မံကာယေနပတ္တိမဟာရာဇတကားတော်မင်းကြီးမေမယငါတိကနာကပနောဟောတိအထီးကျန်တဲ့သူမဟုတ်ဘူးအထီးကျန်သူမဟုတ်ဘူးတဲ့မင်းတင်တယ်လို့တကောင်ကျွတ်မဟုတ်ဘူးတဲ့ဗါတဲ့ပရိသတ်တကောင်ကျွတ်မဟုတ်ဘူးတဲ့မေမယငါတိကဓမ္မံ၉ပါးသောလောကုတ္တရာတရားတွေကိုကာယေနအကိုဖြစ်၎င်းဖတ်တယံဖတ်တယံတော့စက္ကန့်မချအချိန်တိုင်းမှာအမှတ်တရားတွေနဲ့ထိတွေ့ပြီးတော့ယုံနာပရမတ်တွေနဲ့ဆင်ခြင်ရှုမှတ်လို့နေခြင်းကြောင့်အကြီးတန်သူလည်းမဟုတ်ပါအထီးကျန်သူလည်းမဟုတ်ပါတဲ့ပြိဿရဲ့အထီးကျန်သူဟုတ်ရဲ့လားတရားသမားတွေတခါတရံမှာတို့တာမန်ကိလေသာမျက်စိနဲ့ကြည့်တဲ့အခါမှာတရားသမားတွေသွားတော့လဲအမှတ်ကလေးစားတော့လဲအမှတ်ကလေးနဲ့ဆိုတော့မြင်လိုက်တဲ့မြင်ကွင်းမှာပြိဿရဲ့ပြင်းစရာလို့မထင်ရဘူးလားတကယ်ကြတော့တရားနဲ့နေတဲ့သူတယောက်ဟာပြိဿစက္ကန့်တိုင်းမှာဖောက်ပြန်နေတဲ့ယုံနာနေနဲ့ထိတွေ့နေလို့ပြင်းချိန်မရှိဘူးမှန်ရလားဗျာအဲ့ဒါပြောတော့ပြိဿရဲ့ဟိုလူဘိန်းကြီးကာမယူသဘောမပေါက်ဘူးသဘောပေါက်ရဲ့လားဟိုလူကြီးလည်းပေါက်မှာမဟုတ်ပါဘူးအိုဘာမာကိုပြောတာနော်ပြိဿအဲ့ဒါသဘောလည်းမပေါက်ဘူးလဲဆိုတော့ပြိဿရဲ့သဘောမပေါက်တဲ့တငယ်ချင်းကိုတော့ယဟန်ချမ်းသာတွေငါပြမှာတော်မယ်လို့ဆိုပြီးတော့မင်းတတာမင်းထင်တယ်လို့ငါတို့ယဟန်ဘဝကအထီးကျန်တဲ့ဘဝမျိုးမဟုတ်ဘူးချမ်းသာရှင်မျိုးရှိပါတယ်တဲ့ပြိဿရဲ့ချမ်းသာဘယ်နှမျိုးသမဏဒုက္ခသုတ်တန်ကြီးထုတ်ပြန်လို့ဟောတော်မူပြီးကိုင်းဆိုလိုက်ပြိဿရဲ့အဲ့ဒါကိုလင်္ကာလေးတွေနဲ့သိအောင်ပြောမယ်ဥစ္စာစပါ
သိမ့်မထာရှေးပြသမဏမြတ်ဒုက္ခအပြစ်ကင်းကွာစွမ်းကိုရှာဣမသမဏမြတ်ဒုက္ခစင်ကြင်ဉဏ်ရှိစွမ်းတော်အေးဖုံးပေးသမဏမြတ်ဒုက္ခအဆောက်အဦးငါဟာဟု၍လူနေနိုင်ဆက်မတက်မလွတ်လပ်သမဏမြတ်ဒုက္ခဒါဥစဉ်တို့ရှေ့ပိုင်းရမ်းချမ်းသာ၄မျိုးနော်ဥစဉ်တို့ဘုန်းကြီးတွေရမ်းနေဆိုတာလူတွေလို့အဲ့ဒါနေသာညသာဒီပြိဿရေဝင်းသာဒီစဘာဒီစံနေသိုးလောင်းလို့ဂိုတော်ကြီးတွေစောက်ပြီးထားเสียလူသေးလားအချိန်တန်ရလာလာသမျှတရားဓမ္မတွေကစွန့်သင်္ကန်းကြောင်းစီ၄ပါးသောပစ္စည်းတွေနဲ့ရေထဲကကြားတွေမနှွမ်းရအောင်လို့ကံမောင်အဖြစ်နဲ့ခြံရံပြီးတော့လူတန်းလို့ပြည့်စုံမနေဘူးလားဒါကြောင့်ဥစ္စာစဘာတွေသိမ့်ထားသုံးမိခြင်းမရှိကြတဲ့အတွက်ကြောင့်လည်းငါတို့ယဟန်နေရာချမ်းသာတယ်တဲ့ဘုန်းကြီးတွေမချမ်းသာဘူးလားအပြစ်ကင်းကွာစွမ်းကိုရှာဒါဓမ္မတွေလူတန်းတဲ့စွမ်းတွေကိုပြိဿရေမဟာမြိုင်ပရိယတ္တိစာသင်တိုက်မှာပရိယတ္တိလုံအားနဲ့လုံသားတွေအဖြစ်နဲ့တာဝန်ယူနေကြတဲ့ရှင်ငယ်ရဟန်းငယ်လေးတွေကအချိန်တန်ရင်စွမ်းငံထွက်တော့တရားဓမ္မတွေတစွန်းတစ်စလောင်းတယောက်မှလူတန်းနဲ့စွမ်းတဲ့ပြိဿရေစားရေးကိစ္စတွေကိုအပြစ်မကင်းဘူးလားတန့်ရှင်းတယ်နော်စင်ကြင်ဉာဏ်ရှိတဲ့ရလာတဲ့စွမ်းတွေကိုလည်းစီကနိလန်နေအရာပြိဿရေပစ္စဝခန္ဓာဉာဏ်စင်ကြင်လို့သာသနာကြီးစောက်ရှောက်တွက်ဖို့အတွက်လို့ဆိုပြီးတော့ပြိဿရေဓမ္မတွေမေတ္တာပို့တာလို့ဖုံးပေးကြတော့အပြစ်တွေမရှင်းဘူးလားဒါသည်ပင်ယဟန်ချမ်းသာပါပြိဿမှန်ရလားဗျာလောဘဒေါသမောဟတဏှာတွေခွာချောင်းပြီးတော့စားတောက်နေထိုင်ခြင်းကိုချမ်းသာပါတယ်နောက်တစ်ချက်ကအဆောက်အဦးငါဟာလို့လူတွေကပြိဿရေမစွဲလန်းကြဘူးလားငါဦးငါအိမ်ငါချမ်းငါမြေငါတိုက်တာလို့ပြိဿရေဒီလိုလူတွေကတော့ကာယံလို့ဝန်ရံကြတယ်ယဟန်တော်တွေကြတော့ပြိဿရေစောက်ထားတဲ့ကျောင်းတွေအဆောက်အဦးတွေဆိုတာကကိုယ်လှုပ်ရှားနဲ့စောက်တာဟုတ်လို့လားတရားဓမ္မတွေကတန်ခတ်တာဒီမှာလို့တန်ခတ်ခုံထူရီမှန်းပြီးတော့လှူဒန်းထားလို့ပြိဿရေလာလာသမျှတရားဓမ္မတွေလှူဒန်းတဲ့ဒီကျောင်းသင်္ကန်းတွေကလည်း၅ဘိုင်မဟုတ်ဖက်နဲ့တန်ခါဘိုင်ဖြစ်လို့ဘုံဆိုင်အဖြစ်နဲ့ဆုံးဖြတ်ပြီးတော့နေထိုင်တတ်ကြတဲ့အတွက်ကြောင့်ယဟန်တော်တွေချမ်းသာတယ်မချမ်းသာဘူးလားဗျာစိတ်ချရတယ်နော်နောက်ပြိဿရေရမ်းချမ်းသာနောက်ပိုင်း၄မျိုးကိုဆိုလိုက်စမ်းပါမူမတ်ဆိုမင်းရောရှက်ကင်ငြိမ်းခြင်းသမဏမြတ်ဒုက္ခပြည်ပိုင်ဆိုမင်းခွန်တုတ်ညင်ငြိမ်းခြင်းလွတ်ကင်းသမဏမြတ်ဒုက္ခခိုးသူလူရဲ့ဘေးနှိစ္စလွတ်လပ်သမဏမြတ်ဒုက္ခလေးမျက်နှာရဲ့မတားအလွတ်လပ်သမဏမြတ်ဒုက္ခနောက်ပိုင်းရမ်းချမ်းသာ၄မျိုးမှာဥစဉ်တို့ဘုန်းကြီးရန်ဆိုတာပြိဿရန်လို့နေတဲ့အခါဘာဘိုးချုပ်ကြီးညာဘိုးချုပ်ကြီးဘေယာတူကြီးရှိတဲ့လူကြီးဆိုပြီးတော့ခရနေကြလိုသေးလားဘယ်လိုပုံကိုယ်တွေဖြစ်ဖြစ်တတ်ကြတော့ပါဘုရားသားတွေရဲ့ရှေ့ကိုရောက်ရင်တန်ခါယရဏကြီးညိုတတ်ရင်ဒူးထောက်လို့ယူသေးပြုရမယ်ကြီးညိုတတ်တယ်လို့ပြောတာမှန်လားပြိဿဘိုးချုပ်ကြီးဘိုးမူကြီးမို့လို့ဘုန်းကြီးကကလထိုင်အောက်ဆင်းပေးရစရာအကြောင်းရှိသေးလားချမ်းသာတယ်တဲ့ခမရချမ်းသာဘူးလားဟေးတစ်ချက်ပိတ်ဩတာပြိဿတွေငိုက်ကုန်ပါဆုံးလို့နော်နောက်10မိနစ်လောက်ဟောဦးမယ်နော်ခလေးတွေဆိုတော့ချော့ပြီးဟောနေရနောက်တစ်ခါပြိဿကြီးပြည်ပိုင်ဆိုးမင်းတို့ရဲ့အခွန်တုတ်တီလဲလွတ်ကင်းတာယဟန်ဘဝဦးဇင်းတို့ယဟန်လောကယဟန်ဘဝဆိုတာပြိဿကြီးမြေကွန်ဒီဟိုအခွန်ဒီဒီအခွန်ဒီပေးကြမလို့ဘူးလူအောင်လို့ဟိုဟာဒီဒီဟာတွေထားတဲ့ဘုံဘုံတွေကြတော့လဲပေးရမှာပေါ့နော်ဖုံးကွန်တို့မိကွန်တို့တို့တော့လုံပေးရမှာပေါ့နော်အဲ့ဒီလိုပြိဿရဲ့လွတ်အောင်ကင်းအောင်နေထိုင်ကြတဲ့အတွက်ကြောင့်မို့လဲဒုယဟန်ဒီချမ်းသာတယ်တဲ့အခွန်တုတ်တွေမရှိလို့ချမ်းသာတယ်ချမ်းသာဘူးလားခိုးသူလူရဲ့ဘေးနှိပ်စက်တာလဲလွတ်လပ်တဲ့အတွက်ကြောင့်ယဟန်ဒီချမ်းသာတယ်ဘုန်းကြီးယဟန်ဒီဆိုတာသခိုးဓမြပြီးဝေးတယ်တဲ့မဲဓမ္မဂရိကကြီးတော့စိတ်မချအောင်စိတ်ချရလားဘုန်းကြီးကလည်းပြိဿရဲ့တကယ်ဒီသဘောတရားတွေပေါ်မှာတွေ့ဖတ်ပြီးတော့မတ်မောမှုတွေမရှိဘဲနဲ့လွတ်လွတ်စွန်ဒီလိုနေတတ်ကြရင်တော့ခိုးစရာမရှိတဲ့ယဟန်ဆိုတာခိုးတဲ့သူဘေးမဝေးဘူးလားခိုးစရာရှိတဲ့ယဟန်တော့အခိုးခံရမှာပေါ့ဒါကိုယ့်အပြစ်သူများအပြစ်လားကိုယ့်အပြစ်
ကိုပြစ်နေကိုသာရှိပါစီတော့ကွယ်အဲ့လိုလုပ်နော်ဘုံကြီးဒေါ်တွေမခီးနဲ့ပါသွားရင်နော်ပြိတ္တကြည့်လို့မကောင်းဘူးနောက်ပြိတ္တကြီးလေးမျက်နှာရမတအပ်တာလဲလွတ်လပ်တဲ့ယဟန်ချမ်းသာအဲ့ဒါတော့ဦးဇင်းနည်းနည်းလေးဘဝင်မကြဘူးခုချိန်မှာနော်ဦးဇင်းတို့ဓမ္မဂရိကဆိုတာပြိတ္တနယ်လေးရဟိုမှဒီမှလို့မကြွရဘူးလားရှင်မယသာသနာဝင်ကပ်ပြဟိုတော့ဟိုမင်္ဂလာတော်အဝေးပြေးဝန်းမှာမေတ္တာနန္ဒပြိတ္တကြီးအတန်လေးတာကရုဏာတန်လေးနော်သားမဲနေတာဒေါသကြီးလို့အဲ့ဒါလာပြီးတော့အတင်းရှင်မယသူကတရားဝဲအချိန်မီကြွမှာအရေးကြီးပါဆိုသာသနာဝင်ကပ်ပြဟေးကောင်မင်းငါထိုးမိတော့မယ်နော်ငါမဟာစီနယ်လေဓမ္မဂရိကမေတ္တာနန္ဒလို့ခေါ်တယ်ဘာကပ်မှမကင်ဘူးဒီတိုင်းကြွမယ်ရှင်မယခွင့်လွှတ်ပါအဲ့ကြမှာခေါင်းလေးငုပ်သွားတာပြိတ္တအတင်းဒီကက်ကြီးရှောက်မိဟာရှင်မယဘယ်ကြွမှာတော့ကားပေါ်လာမေးတဲ့လူကမရှာပြိတ္တကြီးတိတ်ဆိုးတယ်ဒီကိစ္စမျိုးတွေနော်ယဟန်ဆိုတာရလေးမျက်နှာမှာပိတ်အပင်အတားအစီအမေးအမြတ်အစုံစားအကန့်ကွက်တွေကင်းပြီးတော့လွတ်လွတ်လပ်လပ်တဲ့သာသနာပြုခကြီးတွေတွားခွင့်ရနေခြင်းကလည်းချမ်းသာခြင်းတစ်မျိုးမချမ်းသာဘူးလားဒီလိုရချမ်းသာတွေဟောလိုက်တဲ့အခါကျတော့ဘူနီတမနာဗတ္တရဏီယောတွန်ဘိက္ခုပတံတတိအင်းဇာဂိတ်တော်ကာမေသူကထံကာမိတောနကနားထောင်နေတဲ့ဘယင်ကြီးအထိန်ဓမ္မကအာမနာရှာမကျူပြန်ပြောတယ်ပြည့်တဲ့အရှင်မယသောနကတဲ့ရှင်မယတပည့်တော်ရန်ချမ်းသာတွေမမောတဲ့မပန်းတဲ့ဟောတာဗျာတဲ့တပည့်တော်ကတကယ်ဆိုလို့ချင်းအင်းစကာမေတုဂိတ်တော်ကာမဂုဏ်မှာပျော်တာကြည်စမ်းဘယ်မှာပျော်တာတဲ့ရှင်မယတဲ့ဖြစ်နိုင်ရင်ကိုယ်တငယ်ချင်းပြန်တွေ့နေတဲ့အချိန်ကာမဂုဏ်ကောင်းကျိုးလေးတွေဟောပါလားတဲ့ကြည်စမ်းဘာကောင်းကျိုးလေးဟောပါလားကာမဂုဏ်ကောင်းကျိုးတွေဟောပါလားလို့အာမနာရှာမကျူပြောလာတဲ့ဘယင်တငယ်ချင်းကြီးကိုဒီတခါတော့ကာမဂုဏ်အပြစ်ပြမှာတော်မယ်တဲ့ပြိတ္တရေပါအပြစ်ပြမယ်ကာမဂုဏ်အပြစ်ပြမယ်ဆိုပြီးတော့ကာမဥပမာ17မျိုးနဲ့ရှင်းထိုးတဲ့ပြိတ္တရေကာမတုတ်တံဟောတယ်ဘာတုတ်တံဟော17မျိုးလုံးတော့ဦးဇင်းတို့ဟောခြင်းမရတော့ဘူးနော်တစ်မျိုးလောက်ကိုပြမယ်ပြိတ္တရေကာမဂုဏ်ရဲ့သဘောတည်းကအဋ္ဌိပေတုပမာကာမအယုဥပမာတဲ့ဘာဥပမာစားရမယ်မဲ့တောက်ရမယ်မဲ့အိမ်မဲ့ရမယ်ခွေးလီခွေးလင့်ခွေးငက်ကလေးတကောင်ဟာပြိတ္တလမ်းပြီးရှောက်မသွားနေဘူးလားရှောက်သွားနေတဲ့အခါကျတော့အမိုက်ပုံကျိုးအမိုက်ပုံညာကအမဲယုလေးတယုကိုပြိတ္တရေကံကောင်းထောင်းမှသူတွေ့လိုက်ရတယ်နော်တွေ့လဲတွေ့ရောဒါပင်လျင်သူ့အတွက်ပြိတ္တရေဝင်းတာခြင်းတွေဖြစ်ပြီးအဲ့ဒီအမဲယုကုန်းခတ်ပြီးတော့ကြောင်ကောင်းကောင်းလေးဆွဲမလာဘူးလားဆွဲလာတဲ့ပြိတ္တအမဲကအယိုးမလို့လူတွေပြစ်ထားဆွန့်လာတာဆိုတော့အသားရှိသေးလားအသားအစီမရှိတော့တဲ့ဒီအယိုးလေးကိုပြိတ္တငတ်နေတဲ့ခွေးလေးဆိုတော့အဲ့ဒါလေးကိုပါဇက်နဲ့ကိုင်ရင်အယိုးတွေကမြန်အစီအသားထွက်လာမလားဆိုပြီးပြိတ္တကိုင်ရင်နဲ့ဆိုတော့သူ့ပါဇက်ကဟိုတရေရဲ့ခုနအမဲယူရဲ့သွားထီတော့အမဲနံလေးမရဘူးလားအဲ့ဒီအမဲနံလေးကိုကသူ့အတွက်အသားဖြစ်တော့မယ်ထင်ပြီးတော့ပြိတ္တရေမနာတဲ့မညောင်းတဲ့တဖုံးနေအနာခံပြီးမကိုက်ဘူးလားကိုက်ပင်ကိုင်ညာပြိတ္တတဖုံးကသွေးတွေသာရှင်းရှင်းထွက်လာတဲ့အသားထွက်လာသလားဒီလိုပါပဲပြိတ္တဥစဉ်ဆွေတွေမျိုးတွေပိုင်ထားတဲ့စီးပွားဥစ္စာသမိတယရဏဆိုတာတွေကလေတို့ဟာသာပြိတ္တရေတကယ်ထင်းပြီးတော့နေကြတာဗျတကယ်ဉာဏ်နဲ့တွေးလိုက်ရင်ပြိတ္တရေအဲ့ဒါဒီအကုန်လုံးဟာအသားမထွက်တော့တဲ့အစီမဖြစ်တော့တဲ့အယိုးလိုသဘောပါပြိတ္တဩဥစဉ်ဆွေတွေမျိုးတွေဒီမှာတိုက်သုံးလုံးရှိတဲ့လူကုမ္ပဏီ2ခုရှိတဲ့လူကပြည့်စုံပြီလားလို့မေးရင်မပြည့်သေးလို့ရှားမနေဘူးလားပြိတ္တအကုမ္ပဏီကြီးတစ်လုံးကနေနှလုံးဟိုတယ်ကြီးတစ်ခုကနေ2ခုပြောင်းပြိတ္တရေစူးစမ်းနေကြတယ်မှန်လားဗျာရှာရင်းနဲ့ပဲပြိတ္တရေတင်းချိုင်းကုန်းကိုရောက်ကုန်တာပြည့်လို့ရောက်သွားတဲ့မသားတွေလားမပြည့်ဘဲနဲ့ရောက်သွားတဲ့မသားတွေလားနာကိုရှင်းရလားပြိတ္တဒါကြောင့်ဥနောလောကိအတိတ်တော့တဏှာဓာသောတဲ့ပြိတ္တရေလောကသားတွေကအမြဲတမ်းလိုနေတာပြည့်တယ်လို့ရှိရလားတဏှာခိုင်းသမျှလှုပ်ပြီးတော့တင်းချိုင်းကုန်းရောက်ကြလို့ပြိတ္တရေတဏှာကျွန်းနေတဲ့ပြိတ္တကိုစကားတစ်လုံးထပ်ပြောမယ်ကျွန်းနေပါခမညာသေနာတော့ငါတို့ကိုရဲရဲဆက်ဆက်တီကြီးပလင်ပေါ်တက်ပြောနေတယ်မမှတ်နဲ့နော်ဒါကြောင့်ပြိတ္တရေတဏှာခိုင်းသမျှစေသားသမျှကိုလုံနေရတဲ့ကျွန်းဖြစ်ရဲ့သဘောတရားကာမတုတ်တံဟောလိုက်တဲ့အခါကျတော့ကာမဂုဏ်မကောင်းယူအမျိုးမျိုးကိုဥပမာတွေထိုးပြီးတော့မမောနိုင်မပတ်နိုင်ပိစိကဗုဒ္ဓကြီးဟောတော်ပြိတ္တရေနေတွေ့တဲ့ပန့်မလန်းတော်သလိုတဲ့ဟောမှသဘောကျတဲ့သူဘယ်လိုဟောမှတဲ့ဟောလိုက်တော့ပြိတ္တရေသဘောပေါက်သွားပြီတဲ့ခေါင်းငိုက်ဆိုင်ကြသွားပြီကြမသွားဘူးလားအဲ့ဒီအခါကျတော့မှမင်းမှတ်ခြင်းလက်မမှတ်ခြင်းလက်နေဒီစကားဒီတရားကမင်းကိုနောက်ဆုံးတငယ်ချင်းမို့လို့အမောခံဟောတဲ့တရားမို့
ကြိုက်ရင်မကြိုက်ရင်ပဲလို့ဆိုပြီးတော့ပြိဿကြီးကောင်းငင်ကိုတကူတော်နဲ့ကြွပြီးကြွမသွားဘူးလားကောင်းငင်တကူတော်နဲ့ကြွရိုးရိုးမကြွဘူးပြိဿငါတငယ်ချင်းဒီစကားကိုတော့သဘောပေါက်သွားပုံရတယ်သို့တော့မန်ကလေးကြံနေသေးလို့တရားမမြင်တာမန်ချိုးမှတော်မယ်ဆိုပြီးတော့ပြိဿကြီးကိုရောရဲ့ခြေထောက်ကကတ်သွားတဲ့ချီမုံများကိုအဲ့ဒီရှင်မရင်ရဲ့ခေါင်းပေါ်ကိုဖြန့်ချလိုက်တယ်မဖြန့်ချလိုက်ဘူးလားဖြန့်ချလိုက်တော့မှပြိဿကြီးသူ့မျက်စိထဲမှာဆန်းသွားတဲ့မြင်ကွင်းကတော်တော်ကိုအံ့ဩတဲ့ကြည်ကြတဲ့အမကြီးတို့ဒီယဟန်ဟာလူဘဝမှာဆိုရင် तू ကဗျမနာပုံနာမျိုးငါကမင်းမျိုးငါထက်ဇက်လဲနှိပ်တဲ့အမျိုးလဲညက်အခုငါထက်ဇက်နှိပ်အမျိုးနှိပ်တဲ့ तू ကငါကောင်းပေါ်ကိုတကူနဲ့ကောင်းကင်ကိုဒီတိုင်းအတောင်မပါပဲပြန်ကြွသူ့ခြေထောက်ကချီမုံနေခေါင်းပေါ်ကိုချနိုင်လောက်အောင်ဆွမ်းသွားတာ तू ရတဲ့တရားကတကယ်ဆွမ်းလို့တဲ့ပြိဿဘာကဆွမ်းလို့တဲ့အဲ့ဒီကြမှာမာနကျိုးတော့ဟိုလူကြီးသဘောပေါက်ပြီးသောနကပြိဿအိုဘားမကြီးလည်းသဘောပေါက်အောင်မေတ္တာနန္ဒတို့အဲ့ဒီလိုရအောင်လုပ်ပြီးတော့ပြမှာဖြစ်မယ်နဲ့တူတယ်နော်မော်လမြိုင်ဘုံဘုံနေလုံနိုင်ရင်ပိုကောင်းပါတယ်နော်အဲ့ဒါပြိဿကြီးတခါတည်းမှဒီလိုလဲလှုပ်လိုက်တော့မှန်ကျိုးသွားတဲ့အခါကျတော့မှကာမဂုဏ်ရဲ့သဘောတွေကိုညှိငွေလို့အမှန်တွေ့သွားတဲ့အခါကျတော့ဌိနန်းစီစိန်တွေလွှဲပြီတဲ့ကိုင်သဘောပေါက်တော့စွန့်ပြီသဘောပေါက်တော့ဘာလုပ်ပြီမင်းတို့ဘာနေအမှန်ပဲချစ်ချစ်အမှားပဲချစ်ချစ်ငါတော့မယူတော့ဘူးတဲ့ဟုတ်လားစွန့်ပြီခမဘာလုပ်ပြီ